မဲရဲ့အဘိဓာန်ထဲမှာမထစ်နိုင်ဘူးဆိုတဲ့စကားလုံးရှိနေသလားရှိနေရင်မဲဟာလူမိုက်တစ်ယောက်ပဲနပိုလီယန်ဘိုနာပတ်ကပြောခဲ့တယ်မထစ်နိုင်ဘူးလို့ပြောတဲ့သူတွေဟာအလုံးမလုံးခင်ကလေးကကြောက်စိတ်ကိုရှေ့တန်းတင်တဲ့သူတွေပဲအတားစီးတွေကိုမြင်တာနဲ့ဒါငါအတွက်အဆုံးဖြတ်ပဲဆိုပြီးအရှုံးပေးလိုက်ကြတယ်မှတ်ထားပါတောင်တန်းတွေဆိုတာအတားစီးမဟုတ်ဘူးအကွာဝေးဆိုတာခုခံမှုမဟုတ်တယ်လို့အရေးအတွက်တွေကလည်းကံကြမ္မာမဟုတ်ဘူးမင်းကိုတကယ်ရက်တန့်စေတာကတွန့်ဆုတ်နေတဲ့မင်းရဲ့စိတ်ပဲအင်ပါယာတွေကိုပျက်စီးစေတာဟာဒီလိုချင့်ချင်းမှုလို့အမိတက်ထားတဲ့နှောင့်နှေးမှုတွေပဲအောင်ပွဲဆိုတာအလကားရလာတာမဟုတ်ပါဘူးညာတာမှုမရှိတဲ့ပြင်ဆင်မှုတွေနဲ့မင်းကိုယ်တိုင်တွားလူယူရမယ့်အရာမြန်ဆန်မှုကဆန့်ကျင်ဘက်တွေကိုပြိုကွဲစေပြီးပြတ်သားတဲ့ဆုံးဖြတ်ချက်ကတန်တရားတွေကိုရိုက်ချိုးပစ်လိမ့်မယ် PR တွေရောက်လာတဲ့အခါဘသူကခေါင်းဆောင်ဖို့ထိုက်တန့်တယ်လဲဆိုတာပေါ်လာမယ်မင်းရဲ့ရည်မှန်းချက်ကြီးမှုကိုလာပြီးတတိပေးနေတဲ့သူတွေဟာသူတို့ကိုယ်တိုင်တေးသိမ့်နေတာကိုဝန်ခံနေကြတာပဲလောကကြီးဟာဆွေးနွေးနေုံနဲ့မပြောင်းလဲဘူးမင်းမှာပြတ်သားတဲ့အင်အားနဲ့စိတ်ဆန္ဒရှိတဲ့အခါမှသာသမိုင်းကမင်းအတွက်လမ်းဖွင့်ပေးနိုင်တယ်ပထမမှာသူတို့မယုံကြဘူးနောက်တော့မင်းကိုခုခံကြလိမ့်မယ်နောက်ဆုံးတော့သူတို့အားလုံးငြိမ်သက်သွားလိမ့်မယ်ဒီအချိန်မှာမချစ်နိုင်ဘူးဆိုတဲ့အရာဟာလုံးဝပျောက်ကွယ်သွားလိမ့်မယ်